ကန်ချီလေပါတယ်နဲ့ညောင်းတော့ဒီနေ့အဲ့မှာဝေယူစုပြုတ်နေမှာပေါ့တော်တော်ကောင်းတော့စားလို့တော့ကောင်းတယ်မြန်မာလိုဘယ်လိုပြန်ရမလဲမသိပြန်တော့မအယူတွေနော်ပြုတ်ထားတာနူးနေတာပဲသမင်းတစ်လုံးတော့ပါတာပေါ့စားမယ်အငွေတွေထောင်းနေတာပဲရုပ်လေးပြလိုက်ပါမယ်နော်တီးခံပြီးတော့ကြည့်ပေါ့အာကြီးကခုလောလောဆယ်အာကြီးကထိတ်ဆုံးရောက်နေတယ်ဆိုတော့ရတာရှိတော့စိတ်ချမ်းသာစရာတွေပဲခုသလုံးအာစင်နယ်လည်းထိတ်ရောက်ဝေယူလည်းကြိုက်ရမိုက်တယ်ဒီလောက်ပြောစရာကောင်းတဲ့လောကကြီးမရှိတော့ဒါကင်ချီနော်ကင်ချီနဲ့ရောစားလိုက်ပါမယ်ကင်ချီနဲ့ဝယ်ယူနေညူဒီလည်းတော့စတာအရွယ်ကောင်းတော့လေထားပတ်ထားစားထားတောက်ထားမရဘူးသွားနိုင်လာနိုင်တော့ဒီနေရာဆိုတာပြန်နောက်တစ်ခါပြန်လာဖို့မလွယ်ကိုငွေနဲ့ကိုပြန်လာဖို့မလွယ်ဘူးပြောတာနော်ကိုရီးယားမှာရှိနေတွေ့ဒီမှာသွားလို့လာလို့အဆင်ပြေတယ်နောက်တစ်ချိန်ကျကိုငွေနဲ့ကိုမလွယ်ဘူးဒီလိုနဲ့စားတယ်ညူဒီစားများဘီယာတော့bon ရှီယာ拜拜。